ရှင်ကလေခရီးသွားတာ3နှစ်3မိုးဆိုတော့ကျမဖောက်ပြန်ခဲ့မိရယ်မိမရေမိမဟုတ်ဗျာဘယ်မှန်းသွားနေပါလဲမိမရေမိမရေဘယ်လိုလဲရှောက်သွားနေပါလဲကွာဟုတ်ဗျာတော်ကြီးတန်းနဲ့ထဲမှာလည်းပတ်စံနေဘာလုပ်တာဆေးဘူးတွေရောတဘာဘူးတွေရောဟဲ့ယောက်ျားရှင်ခရီးကပြန်ရောက်နေပြီအေးဟုတ်တယ်ငါမိမရေကျမဝမ်းသာလိုက်တာတော့အေးဒါနဲ့ငါမေးဦးမယ်ဒီဆေးဘူးတွေနဲ့ပတ်စံနေဘာလို့ဒီဆေးဘူးကဘာဘူးလို့ဒါနီယိုအပင်ရွက်ဖြန်းအားစေးအပင်ရွက်ဖြန်းအားစေးဟုတ်တယ်မင်းသုံးနေရလားဟုတ်တယ်ကျမအပင်နေစိုက်အေးကောင်းတယ်ကွာဝမ်းသာတယ်ငါမိမကြိုးစားတယ်ဒါနဲ့ယောက်ျားကျမဝန်ခံစရာတစ်ခုရှိရယ်ဘာမှန်းလဲရှင်စိတ်မဆိုးနဲ့နော်မဆိုးပါဘူးလေများချင်းဘာလို့ပြောရှင်ကလေခရီးသွားတာ3နှစ်3မိုးဆိုတော့ကျမဖောက်ပြန်ခဲ့မိရယ်အေးပေါ့ငါလည်း3နှစ်3မိုးတော့ကြီးထွက်ခဲ့တာငါလည်းပေးရမှာပေါ့ဆက်ပြောပါဦးကျမကလေတစ်ခါဖောက်ပြန်တိုင်းဒီနီယိုအပင်ရဖျားသေးဘူးတကူဝယ်စုဖြစ်တယ်ငါလည်း3နှစ်3မိုးတော့ခီးထွက်တာဆိုတော့အေးပေါ့လေစေးဘူးကလည်း2ဘူးဆိုတော့မင်းကပေါ့နှစ်ခါဖောက်ပြန်ခဲ့တာပေါ့ငါလည်းပေးရမှာပေါ့လေဒါနဲ့ဒီပတ်စံ1000နဲ့အောက်ကဘာလုပ်တာအဲ့ဒါဒီဆေးဘူးတွေဝယ်စုပြီးရောင်းထားတဲ့ပတ်စံလေး